တိပြောတဲ့လူရင်းနှီးရဝေးလူကြီးခလေးမကြမ်းလာသမျှပေးကံကျွေးစမ်းမညူသူနေပါဤမလို့ပြောစီတာတညာညာမစေဒါနောက်ပွဲစင်နွယ်လို့ကိုယ်တို့ယူအမခံလို့ဆရာထူတယ်